ကျွန်တော်တို့မြန်မာကနေပြီးတော့လေဆိပ်ကိုရောက်တယ်ဆိုရင်ကျွန်တော်တို့လေဆိပ်ကနေပြီးတော့ဘယ်သူနဲ့ကိုဘယ်လိုသွားရမလဲဆိုတာကျွန်တော်ပြပေးမယ်နော်။ Okay ရှင်းလိုက်ကြည့်မယ်။ကျွန်တော်ဒီမှာဆိုရင်ရထားစီးမယ်ဆိုရင်ကျွန်တော်တို့ Airport Railway Link ပေါ့နော်။ Airport Railway Link သူကကျတော့ B floor မှာရှိတယ်။ကျွန်တော်တကယ်လို့ဟို public transport သုံးမယ်ဆိုရင်တော့ကျွန်တော်ကားစီးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့1 floor ပေါ့နော် first floor မှာရှိတယ်။ကျွန်တော်တို့မြန်မာကနေပြီးတော့ဒီလေဆိပ်ကိုစရောက်တာကျွန်တော်တို့ right ပဲပေါ့နော် second floor မှာပေါ့နော်။ကျွန်တော်တို့ဒီဘန်ကောက်ကနေပြီးတော့သွားမယ်ဆိုရင်ဒီဘက်ရှာကတော့ 4th floor မှာရှိရပါတော့။ဒီလိုစားတော့ဆိုင် restaurant တွေကတော့ကျွန်တော်တို့ top floor မှာရှိရပါတော့။ Okay ကျွန်တော်အခု B floor ကိုချက်ထားလို့စီနဲ့ set လိုက်ပြပေးမယ်နော်။ကျွန်တော်တို့အခုဆိုရင်တော့ basement B floor ကိုရောက်ပြီပေါ့နော်။ဒီမှာဆိုရင်တော့ကျွန်တော်တို့ticket counter ရှိတယ်။ဒါမှမဟုတ် ticket merchant ရှိတယ်။ ticket merchant မှာလည်းဝယ်လို့ရတယ်။ ticket counter မှာလည်းဝယ်လို့ရတယ်။ကျွန်တော်အခုticket counter မှာဘယ်လိုဝယ်ရလဲဆိုတာဆက်ပြပေးမယ်နော်။ဟုတ်ကဲ့ไปพญาไทสังคอนนะครับพญาไทสังคอนนะครับဟောပါတော့တိကက်ဝင်နေတာပေါ့နော်ကိုသွားချင်တဲ့နေရာကိုပြောပြီးတော့ကိုသွားချင်တဲ့နေရာပြောလိုက်ရုံပဲပေါ့โอเคခုဆိုရင်ကျွန်တော်တို့ဒီမှာ၄စိတ်မှာရောက်နေပေါ့နော်၄စိတ်တစ်ပြီးကြရင်ကျွန်တော်တို့ဒီမှာသူကမှတ်တိုင်၈ခုရှိရပေါ့ကျွန်တော်တို့အောက်ကျူကိုသွားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆင်းပါတော့ Richard Corro မှာဆင်းတကယ်လို့family business house တစ်ကိုသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဆင်းဖျားတိုင်းမှာဆင်းရတယ်ပေါ့နော်။ Okay ရထားကတော့ကျွန်တော်ဟိုဘက်မှာတော့ဆောင်းအောင်ကျွန်တော်တို့လေဆိပ်ကနေပြီးတော့ဖျားထိုင်း station ကိုရောက်ပြီပေါ့နော်။ရောပြီးကြရင်ဒီ ticket လေးကိုဆက်ထဲမှာထည့်ပြီးတော့ဖြတ်သွားလိုက်ရမှာပဲ။ Okay ဒီမှာကျွန်တော်တို့ဒီမှာအစိမ်းပေါ့နော်။အစိမ်းနဲ့အနီပြထားတယ်။ဒီဘက်ကထွက်လို့မရအောင်ဒီကနေပြီးတော့သွားမယ်ပေါ့နော်။ဆက်ကိုပြီးကြရင်ဒါလေးကိုဒီထဲထည့်လိုက်။တန်ပွင့်လာရင်ထွက်လိုက်ရုံပဲပေါ့နော်။ဒီကဲလို့ကျွန်တော်အဲ့တေးသေးလေးတွေပဲရှိရဆိုရင်တော့ကျွန်တော်ဒီဘက်လမ်းသွားလို့ရပါတော့ဒီကနေသွားရဲဆိုရင်ပုံမြန်တယ်ပေါ့နော်အဲဆိုရင်ဒီ leg gate မပေါ့ဆိုရင်ဒီကနေသွားလို့ရတယ် leg gate အကြီးတွေနဲ့ဆိုရင်တော့ကျွန်တော်တို့ဟိုဘက်ကနေပြီးတော့ကျွန်တော်တို့ဆွဲပြီးတော့ပတ်သွားလို့ရတယ်ပေါ့နော် leg gate အကြီးတွေနဲ့ဆိုရင်ဒီဘက်ကနေသွားရမယ်ပေါ့ဒီကနေတန်တန်ပဲသွားရမယ်ပေါ့နော်ဒီနားရောက်ပြီဆိုတော့ကျွန်တော်တို့ညာဘက်ကိုချိုးလိုက်ရုံပဲပေါ့နော်ဒီကွန်လိုကားကနေသွားပြီဆိုရင်အရှိမကျွန်တော်တို့ DD Home ဆိုပြီးတော့တွေ့မယ်ပေါ့နော် DD Home ဆိုပြီးတော့ sign board အစိမ်းအောင်နဲ့ဒီမှာ DD Home ရှိတယ်ဒီကြရင်ကျွန်တော်တို့ဒီကနေပြီးတော့တန်းတန်းဆုံးသွားရဆိုရင်တန်းတန်းအဆုံးသွားပြီးကြရင်ဘယ်ကွေးလာရင်ရောက်ပြီပေါ့နော်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဘယ်ဘက်ကိုကွေးရမှာပေါ့နော်လမ်းအဆုံးထိပဲပေါ့နော်လမ်းဆုံးရဆိုရင်ကျွန်တော်တို့ဒီမှာ family business house ကိုရောက်ပြီပေါ့နော်